လွန်ခဲ့တဲ့6လကတည်ဆုံးသွားခဲ့တဲ့ကောင်မလေးတစ်ယောက်ကအပြင်စာတွေကိုမနဲ့စောပိုင်းချိန်တွေမှာညတိုင်းလိုမကြာခဏမှာယူနေအောင်ပါပဲပြီးတော့မာယူတဲ့ခါတိုင်းမှာလည်းထူးဆန်းတဲ့အထူးတောင်းဆိုချက်တွေပါလေးရှိတယ်။အစားတောက်လာယူတဲ့ခါတိုင်းမှာအဲ့ဒီကောင်မလေးကကာတွန်းရုပ်ပုံပါတဲ့နှာခေါင်းစည်းတွေကိုအမြဲတက်ထားလေးရှိတယ်။မိုက်ကကောင်မလေးရဲ့မျက်လုံးတွေကနေတဆင့်သူမပြုံးနေတယ်ဆိုတာကိုအမြဲတမ်းမြင်နိုင်ပေမဲ့ဒီကြာသပတေးနေ့မှာတော့ကောင်မလေးကအစားအစာကိုညနေစောစောပိုင်းမှာခဲ့ပြီးမာကြားလွာမှာလည်းဘာထူးတောင်းဆိုချက်မှမပါဝင်ခဲ့ပါဘူး။မိုက်ကနားမလည်နိုင်ဖြစ်သွားပေမဲ့အစားအသောက်ကိုတော့အရင်တိုင်းပဲသွားဖို့ပေးခဲ့တယ်။ဒီတစ်ခေါက်မှာတော့မိုက်ကတော်တော်ကြာအောင်တကားခောက်ပြီးမှကောင်မလေးကတကားလာဖွင့်ပေးခဲ့တယ်။မိုက်ကကောင်မလေးရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့နေတဲ့အရိပ်ရောင်တွေကိုလည်းတွေ့လိုက်ရတယ်။ဒါတင်မကဘူးကောင်မလေးကအစားအသောက်ကိုယူတဲ့အခါသူ့လက်ကိုအားနဲ့ဆွဲစိတ်သွားခဲ့တယ်။မိုက်ကတခုခုတော့တော်တော်လေးလွဲနေပြီလို့ခံစားရတာကြောင့်သူ့လက်ပြန်သွားခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူဘလောက်ပဲတကားခောက်ကောင်မလေးကတကားပြန်ဖွင့်မပေးတော့ပါဘူး။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့အိမ်ကြီးချင်းကထွက်လာပြီးဒီမှာဘယ်သူမှမနေဘူးလို့ပြောလိုက်တယ်။ဘာလို့တကားလာခောက်နေတာလဲ။ဒီစကားကမိုက်ကိုချက်ချင်းအားတင်သွားစေခဲ့တယ်။ဒါပေမဲ့သူမစီကိုအစားအသောက်ခုလေးတင်မှပို့ပေးခဲ့တာလေ။တခုခုမားနေပြီဆိုတာကိုတိလိုက်တဲ့အတွက်မိုက်ကရဲကိုချက်ချင်းဖုန်းခေါ်လိုက်တယ်။ရဲတွေရောက်လာပြီးနောက်မှာတော့ဒီအိမ်ရဲ့ပိုင်ရှင်အန်နီဟာလွန်ခဲ့တဲ့6လကကားမတော်တဆမှုတစ်ခုနဲ့တေဆုံးသွားခဲ့ကြောင်းအတည်ပြုခဲ့ကြတယ်။ရဲတွေကမိုက်စိတ်ဖောက်ပြန်ပြီးမြင်အောင်နေတာလို့ထင်ခဲ့ကြတယ်။တခြားနဲ့လည်းမရှိတဲ့အဆုံးမှာရဲတွေကကွန်ပျူတာအသုံးပြုမှုမှတ်တမ်းတွေကနေတဆင့်အခန်းကိုစစ်ဆေးခဲ့ကြတယ်။သူတို့ကလွန်ခဲ့တဲ့6လအတွင်းကွန်ပျူတာကိုနေ့တိုင်းသုံးခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်။ဒီနှစ်မေလ23ရက်နေ့ကစပြီးတစ်ပတ်လောက်အသုံးမပြုတော့ပဲရပ်သွားခဲ့တယ်ပြီးမှပြန်သုံးခဲ့ပြီးအသုံးပြုခဲ့တဲ့အကောင့်ကလည်းအရင်ကနဲ့လုံးဝထပ်တူကျနေခဲ့တယ်။သူတို့ကရေစင်းပိုက်ခေါင်းမှာဆံမင်တစ်ချောင်းကိုလည်းတွေ့ခဲ့ပြီးဒါကရဲတွေကိုတော်တော်လေးရှုပ်ထွေးသွားစေခဲ့တယ်။လူကတေချာပေါက်တေဆုံးသွားပြီးဖြစ်နေလျက်နဲ့ဘာလို့တစုံတစ်ယောက်ကဒီမှာဆက်နေရတာလဲ။ပြီးတော့သူတို့ကကောင်မလေးရဲ့မိဘတွေအိမ်ကိုသွားခဲ့ကြပေမဲ့ကောင်မလေးရဲ့မိဘတွေကကောင်မလေးဟာလွန်ခဲ့တဲ့3လကကားတိုက်မှုနဲ့တေဆုံးသွားခဲ့ပြီးအဲ့ဒီအခန်းကလည်းအမြဲတမ်းလူမရှိပဲလွတ်နေခဲ့တာလို့ပြောပြခဲ့တယ်။ပြီးရဲ့နောက်မှာတော့ရဲတွေကနောက်ထပ်တီးပြူချက်ရယူဖို့အတွက်ကောင်မလေးရဲ့အဖေစီက DNA နမူနာကိုရယူခဲ့ကြတယ်။နောက်ပိုင်းမှာတော့ရလက်တွေရအဲ့ဒီဆံပင်ဟာကောင်မလေးရဲ့ဆံပင်လုံးဝမဟုတ်ကြောင်းသက်သေပြနိုင်ခဲ့တယ်။ကောင်မလေးတက်ရှင်စင်တုန်းကနှာခေါင်းစည်းတွေကိုဘယ်တော့မှမသုံးခဲ့ဘူးလို့လည်းကောင်မလေးရဲ့သူငယ်ချင်းတွေစီကနေသူတို့သိခဲ့ရတယ်။ဒါကရဲတွေအတွက်အမှုမှာတိုးတက်မှုတစ်ခုရရှိစေခဲ့တယ်။သူတို့ကကောင်မလေးရဲ့အခန်းကိုနောက်တစ်ခေါက်ပြန်သွားခဲ့ပြီးအန်ဆွဲထဲမှာနှာခေါင်းစည်းများကြီးကိုတွေ့ရှိခဲ့ကြတယ်။မကြာခင်မှာပဲသူတို့ကနှာခေါင်းစည်းတစ်ခုပေါ်မှာလက်ပွေရာတွေကိုရှာတွေ့ခဲ့ကြတယ်။ရဲတွေကကောင်မလေးရဲ့တပ်ပုံတစ်ပုံကိုယူပြီးဘေးကန်းကကောင်မလေးကိုမှတ်မိသလားလို့မေးဖို့အိမ်ကြီးချင်းခန်းကိုသွားခဲ့ကြတယ်။ဒါပေမဲ့အဖွားအိုကကောင်မလေးကသူ့တက်ကိုလွန်ခဲ့တဲ့အပတ်ကမှကယ်တင်ပေးခဲ့ရလို့ပြောခဲ့တယ်။ရဲကအဖွားအိုစိတ်ရှုပ်ထွေးနေတာလို့ထင်ပြီးသူ့ဖုန်းထဲကတပ်ပုံကိုပြလိုက်တယ်။တပ်ပုံကိုကြည့်ပြီးနောက်မှာတော့အဖွားအိုကအဲ့ဒါသူမပဲလို့ပြောခဲ့တယ်။ရဲတွေကအယမ်းကိုအံ့အားသင့်သွားကြတယ်။ကောင်မလေးကတေဆုံးနေတာလပေါင်းများစွာရှိနေပြီလေ။သူမကအဖွားအိုကိုဘလို့များကူညီနိုင်ခဲ့မှာလဲ။ပြီးတော့သူတို့ကကောင်မလေးရဲ့အိမ်ကိုနောက်တစ်ခေါက်ပြန်သွားခဲ့ကြတယ်။မတော်တဆပဲသူတို့ကလိုက်ကာကိုဖွင့်လိုက်မိပြီးအရေးကြီးတဲ့ဒဲလွန်စ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်